ဒီလိုတွေဟိုဘက်ကတော့ထွက်သွားပြီဘာဘယ်သွားရုံမအောင်မသိဘူးထွက်အောင်လို့ခဲအောင်သားရဲ့နောက်ကျောင်းတော့ပြန်လှည့်သွားတယ်။ဘာရင်မဟုတ်တာလုပ်ဖို့ကြံစီနေမသိဘူးခွေးမှလာတယ်။နောက်တည့်လုံးတော့ပေါ်နှမ်းကြည့်လို့မြင်လာရင်တော့အိမ်မှာလည်းရှုပ်သွားတယ်။အောက်ထဲမှာပြင်ရမှာ။ပြန်နေမှာသာဖြစ်ပါတယ်။ဒီဘယ်လိုလဲတော့ဝင်လာထွက်လာတော့မသိဘူးဒီမှာတကောင်လေးဟိုရှင်းနေတာပဲအမြင်ရပါဘူးလမ်းစစ်သားမပါဘူးကွန်တိန်နာနဲ့ဖြတ်တိုက်ပဲအေးရောအဲ့ဒီမှာအဲ့လိုရက်နေတော့ကွန်တိန်နာနဲ့ဖြတ်တိုက်ပဲအုံး